အစာအုပ်စု၅စုဆိုတာကကျွန်တော်တို့ငယ်လေးတဲ့ဟာသင်ခဲ့ရတဲ့စာရီထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့အဲ့ဒီအစာအုပ်စု၅စုထဲမှာဘယ်လိုအစားအစာတွေပါလဲဘယ်အစာအုပ်စုကဘာအကျိုးကျေးဇူးတွေရနိုင်လဲဘယ်အစားအစာတွေကိုတော့များများစားပေးသင့်ပြီးတော့ဘယ်အစားအစာတွေကိုတော့လျှော့ပြီးတော့စားသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဗျကဲအဲ့ဒါဆိုအစာအုပ်စု၅စုထဲမှာဘာတွေပါလဲဆိုတာလေးစလိုက်ကြအောင်ဗျပထမဆုံးအစာအုပ်စုအနေနဲ့ကတော့ဒီ carbohydrate ကျွဲဝါတဲ့ထမင်းတို့ဂျုံတို့ဒီပေါင်မုံတို့စတာတွေပါတယ်ပေါ့နော်တော့ဒီအစာအုပ်စုဟာဆိုရင်တော့ဒီလူအများစုအစာများတဲ့အစာအုပ်စုတစ်ခုဖြစ်ပြီးတော့သူ့မှာဆိုရင် carbohydrate တွေကျွဲဝါစွာပါတာကြောင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားရင်းတွေစွမ်းရည်တွေဒီပေးတယ်ပေါ့နော်အဲ့ဒါမို့လို့ဒီအစာအုပ်စုကအရေးကြီးတဲ့အစာအုပ်စုတစ်စုပဲဖြစ်ပါတယ်ဒုတိယအစာအုပ်စုကတော့နို့နဲ့နို့ထွက်ပစ္စည်းပါပါတယ်နွားနို့တို့ဒိန်ကျင်တို့ဒိန်ခဲတို့စတာတွေပါတယ်ပေါ့နော်ဒီအစာအုပ်စုဟာဆိုရင်ခန္ဓာကိုယ်ကိုဒီကြီးထွားစေသလိုအားရင်လည်းဖြစ်စေပါတယ်တတိယအစာအုပ်စုအနေနဲ့ကတော့ဟင်းသီးဟင်းရွက်နဲ့သတိဝလံတွေပါတဲ့အုပ်စုပဲဖြစ်ပါတယ်ဟင်းသီးဟင်းရွက်နဲ့သတိဝလံတွေဆိုတာကအလုံးသိကြတဲ့ဒါဒီဗိုက်တာမင်ဓာတ်နဲ့သတ္တုဓာတ်တွေကျော်ဝစွာပါတာကြောင့်ခန္ဓာကိုယ်ပေါ့နော်ယောဂအဖေကနေကာဝယ်ပေးသလိုခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အစာအုပ်စုတစ်စုလည်းဖြစ်ပါတယ်နောက်ပြီးအသားတွေငါးတွေဥတွေစတွေကတော့၄ခုမြောက်အစာအုပ်စုတွေပါပါတယ်ဒီအစာအုပ်စုမှာဆိုရင်တော့ခန္ဓာကိုယ်ကြီးထွားဖို့အတွက်အဓိကလိုအပ်တဲ့အသားဓာတ်ဖြစ်တဲ့ပရိုတင်းဓာတ်တွေပေါ့နော်အများစွာပါဝင်နေရကြောင်းခန္ဓာကိုယ်အတွက်လိုအပ်ပါတယ်ကဲနောက်ဆုံးဒီအစာအုပ်စု၅ခုမြောက်မှာဆိုရင်တော့အစိအစံနဲ့ဒီအစီတွေပါတယ်ပေါ့နော်ကျွန်တော်တို့နေကြစေးတို့မြေပဲစေးတို့စတဲ့အစိအစံတွေအကုန်လုံးနဲ့ဒီစီတွေအကုန်လုံးကဒီအစာအုပ်စုတွေပါတယ်အခု၅ခုမြောက်အစာအုပ်စုဆိုရင်တော့ခန္ဓာကိုယ်အတွက်အစီဓာတ်ကိုအဓိကပေးပါတယ်ကဲအစာအုပ်စု၅စုအကြောင်းအကုန်လုံးပြပြပြီးဆိုတော့ဒီဘယ်စားသားတွေတော့ပိုများများစားပေးတင်ပြီးတော့ဘယ်စားသားတွေကိုတော့ချော်ပြီးစားပေးတင်တယ်ဆိုတာကိုစပြီးပြပြပေးပါမယ်။တော့ဒီပိရမစ်ပုံကိုတော့ဒီငယ်လေးကလေးကတွေ့ဦးကြမယ်ထင်တယ်ပေါ့နော်။အောက်ဆုံးမှာရှိရာတွေကများများစားပေးတဲ့အစားအစာတွေဖြစ်ပြီးတော့ပေါ်ဆုံးမှာရှိရာတွေကနည်းနည်းပဲစားပေးတဲ့အစားအစာတွေဖြစ်တယ်ပေါ့နော်။အောက်ကနေအပေါ်ကိုရောက်လေလေချော်ပြီးတော့စားပေးတင်လေပဲဖြစ်ပါတယ်။အောက်ဆုံးမှာဆိုရင်တော့တို့အမြဲတမ်းစားနေကြတယ်အစားများကြတယ်ပေါ့နော်ထမင်းတို့ပေါင်မုံတို့ဒီဂျုံနဲ့လုပ်တဲ့အစားအစာတွေပါတယ်ပေါ့နော်အဲ့ဒီအစားအစာတွေကတော့တို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအစားအစာတွေဖြစ်လို့လူတိုင်းများများစားပေးတင်တယ်ဒါပြီးရင်နောက်တစ်ဆင့်ဟင်းသီးဟင်းရွက်နဲ့တတိဝလံတွေလာမယ်နောက်ထပ်အသားငါးတွေနို့နဲ့နို့ထွက်ပစ္စည်းလာမယ်ပေါ့နော်အဲ့လိုအစင်လိုက်လေးရှိတယ်ဒီထိတ်ဆုံးမှာရှိတဲ့အစီအစံတွေအစီစိတ်တွေဆိုတာကတော့နည်းနည်းပဲစားပေးတင်ပါတယ်သူတို့ကများများစားမိသွားပြီဆိုရင်အဝလွန်နာတို့ဒီစီးကြိုတို့သွေးတို့ယောဂါတွေဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုကိုပြောသွားတယ်အစာအုပ်စု၅စုလုံးကိုစောစားသွားမယ်ကိုစားတင်တာတွေကိုများများစားပြီးတော့ရှော့စားတင်တာတွေကိုဒီရှော့ပြီးစားသွားမယ်သူအချိုးစားအတိုင်းစားပြီးတော့ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းလေးလည်းပုံမှန်လုပ်သွားမယ်ဆိုရင်ကျန်းမာတဲ့ဘဝကိုပိုက်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဗျကဲအဲ့ဆိုဒီနေ့လောက်ပါပဲအခုဗီဒီယိုကနေတင်းတဲ့သုံးတရားကျိုးရှိသွားခဲ့တယ်ဆိုရင်တခြားသူလည်းသိသွားအောင်ရှင်းသွားပြပါအောင်နော်နောက်နေ့မှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျမရဲ့ဘုသူတအကြောင်းအရာတွေတို့ပြင်လာခဲ့ပါမယ်နော်